ထူးစာမျက်နှာ15စာပိုက်ကိုထားဖတ်ပြစမ်းဟဲ့ထူးငါပြောနေရအောင်ကြားရလား ဗျာဟုတ်ဆီယာမကြားပါရဲ့ဗျ အေးကြားရင်ဖတ်ပြ ဘယ်အပုတ်လဲဆီယာမ တွေ့လားညီတင်ငန်းစာပေါ်မှာစိတ်ဝင်စားဆိုတာအတင်ရှားကြီးပဲ အဲ့လိုမဟုတ်ပါဘူးဆီယာမ ကဲပါအခုတော့မိုးစားချောင်းဆင်းပြီချောင်းပြန်တက်မှစားပြန်ဆင်းမယ် ဟဲ့အောင်ထူးထူးမင်းဆရာမဆာမေတော့ဘာလဲစဉ်းစားနေရလဲ ဟုတ်တာပဲစိုးစမ်းပါအောင်ကွာ ငါလူတစ်ယောက်ကြောင့်စဉ်းစားနေတာကွအဲ့ဒီလူကငါ့ထက်အသက်ကြီးတယ်ပြီးတော့မိန်းကလေးသူ့နာမည်ကမိုးတက်နွယ်တဲ့မမနွယ်ပေါ့ကွာ ဟမ်မိုးတောက်နေဆိုတာကို10တန်းခန့်အမကြီးမလား ဟုတ်တယ်ငါကောင်တို့ငါဒီเจ้าကိုဆောက်တဲ့နေ့ကပေါ့ ဟာကျောင်းကနောက်ကျနေပါရဲ့ဆိုမှဖနက်ကပြက်ပြီး ဘာဖြစ်လို့လဲဗျဘာကူညီပေးရမလဲ ရပါရဲ့မောင်လေးရဲ့အမအဆင်ပြေပါရဲ့ဒါနဲ့ငါမောင်ကအစ်စ်လား ဟုတ်ပါရဲ့ဗျရှစ်တန်းကပါနာမည်ကထူးထူးပါဗျ တွန်းနာမည်ကမိုးတက်လွယ်ပါတွေ့ပြီနှုတ်ဆက်နော် ဟုတ်ကဲ့ဒါနဲ့အခုအမကဖက်နှက်ပြက်နေတာမလားရှော့ကျွန်တော်ဖက်နှက်ယူစည်းသွားပါ အားနိုင်လိုက်တာမောင်လေးရဲ့ဒါဆိုမောင်လေးအပေါ်အမအကျွေးတင်သွားပြီပေါ့နော် ဟာမဟုတ်တာအမကလေကျွန်တော်ကအမနဲ့ခင်မင်းခွင့်ရတာပဲကျေးဇူးတင်ရမှာပါ ဟုတ်ပါပြီဒါဆိုအမတော့ရမယ်နော်ကျေးဇူးပါပဲနော် ဟုတ်ရပါတယ်ဗျ ဒါနဲ့ပဲမင်းနဲ့သူကခင်သွားတယ်ပေါ့ ဟုတ်တယ်ကွာမမနဲ့ကိုမြင်ငါစိတ်တယ်တစ်မျိုးကြီးကွာဘလို့ကြီးလည်းမသိဘူးနှလုံးခုန်တန်းတွေညံ့လာတယ်ဒါကိုအချစ်လို့ခေါ်မလားပဲ အချစ်ကိုနောက်တာငါလူဟိုမှာမင်းရဲ့မမနွယ်ပြီးမှလည်းအကိုကြီးတယောက်ပါတယ်ကွာသူတို့ကဘာတွေလဲဟာ မင်းတော့ကြံခဲ့ပြီငါကောင်ကြီး ကြံရေးဖြစ်အောင်မမနဲ့ကောင်းလေးလို့မင်းတို့ကိုဘယ်သူပြောလဲ မင်းပဲကြည့်လေကွာဒီလောက်ထိတိတာနေရကြီးကို လိုက်ခဲ့လာငါလက်တွေပြမယ် ငါတော့မလိုက်တော့ဘူးကွာမင်းတို့ပဲသွားလိုက်တော့နော် မမနွယ် အော်ထူးထူးပါလားမိတ်ဆက်ပေးအောင်မေဒါကမမຫນွေရဲ့ကောင်လေးလေသူရင်းတဲ့မင်းအကိုပဲပေါ့ကိုသူကငေပြပြနေတဲ့ထူးထူးဆိုတာလေ တွေ့ရတာဝမ်းသာပါတယ်ငါကြီးနားမလဲတဲ့စားရချင်းလာမေးလို့ရရနော် ဟုတ်ကဲ့အခုသူတွေမမနွယ်ကျွန်တော်အခန်းကိုပြန်တော့မယ် ကောင်းပါပြီကွယ် ငါမပြောဘူးလားမင်းကိုသူ့ကောင်လေးပါလို့ သူ့ကောင်လေးဖြစ်တော့ရောဘာဖြစ်လဲမမနဲ့ကိုငါချစ်တယ်ဆိုတာပတ်ဆိုင်ကြလို့မဟုတ်ဘူးပြီးတော့ချစ်တယ်ဆိုတာကပြောပြလို့ရရဲ့အရာမဟုတ်ဘူးချစ်ပြရတဲ့အရာပဲလေ အေးပါငါကောင်ရငါလည်းစိတ်မကောင်းပါဘူး ဘာမှမဖြစ်ပါဘူးတစ်ဖက်တည်းချစ်ခွင့်ကြံပါသေးတယ်မမနဲ့ပြောနေတာမြင်ရရင်ငါကျင်တတ်တယ်အဲ့တော့ငါကတော့မမနဲ့ကိုတစ်ဖက်တည်းချစ်သွားမှာပဲ အေးပါကွာချစ်ပါ